Video file တခုကြောင့်စိတ်ထားမကောင်းမှုဆိုပြီးဝေဖန်ခံရလို့မီဒီယာနဲ့ဖြည့်ရှင်းလာတဲ့တရုတ်ဆောင်ထွန်ပလေးရတနာပရိသတ်များအလုံးမင်္ဂလာပါရှင်တခါတလေမှာမြင်ရတဲ့အရာအလုံးဟာအမှန်တရားမဟုတ်သလိုခဏတာ video file လေးတစ်ခုတည်းနဲ့လူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုတိုင်းတာဖို့ဆိုတာတကယ့်ကိုခက်ခဲလာပါတယ်အခုဆိုရင်တော့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာအတော်လေးကိုကြရဲသွားခဲ့ပြီးတော့ဝေဖန်မှုတွေပြင်းထန်ခဲ့တဲ့တရုတ်ဆောင်ထွန်ပလေးရတနာနဲ့အဆိုတော်စုလိုင်တို့ရဲ့အဖြစ်အပျက်လေးကသင်ခန်းစာယူစရာပါဖြစ်စဉ်ကတော့မကြသေးခင်ကပြုလုပ်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုရဲ့ကြော့ပေးပွဲအခမ်းအနားမှာစတင်ခဲ့တာပါ။အဲ့ဒီပွဲမှာတရုတ်ဆောင်ထွန်ပလဲရတနာနဲ့အဆိုတော်ဘွားကနေတရုတ်ဆောင်လောကတွေကိုအသိဝင်ရောက်လာတဲ့စုလိုင်တို့ကအတူတူဆုံတွေ့ခဲ့ကြပါတယ်။ပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်ထဲမှာတော့စုလိုင်ကပြုံးပြပြီးတော့နှုတ်ဆက်ဖို့ပြင်နေချိန်မှာထွန်ပလဲရတနာကမျက်စောင်းလေးထိုးပြီးမျက်နှာလွှဲလိုက်တယ်လို့အနေအထားမျိုးဖြစ်သွားပါတယ်။ဒီဗီဒီယိုပြန့်နှံ့သွားပြီးနောက်မှာတော့အင်တာနက်အသုံးပြုသူတွေကြားမှာထွန်ပလဲရတနာကိုစိတ်ပုံမှကြီးစီနီယာမပီသားသူမိန်းကလေးချင်းလက်တွဲမခေါ်ခြင်းပဲမနာလိုဝင်းတိုနေခဲ့သူဆိုပြီးတော့အမျိုးမျိုးပြင်းပြင်းထန်ထန်ဝေဖန်တိုက်ခိုက်နေကြပါတယ်ဒီဝေဖန်မှုတွေကဘလောက်တောင်ပြင်းထန်တယ်လဲဆိုရင်ကာယကံရှင်ထွန်ပလဲရတနာကိုယ်တိုင်စိတ်တန်ရာတောင်ရနေပြီလို့ဖွင့်ဟလာတဲ့အထိပါပဲဒီလိုအခြေအနေတွေဆိုးရွားလာတဲ့အခါမှာတော့ထွန်ပလဲရတနာကမီဒီယာကနေတဆင့်အမှန်တရားကိုအခုလိုပဲရှင်းပြလာပါတယ်။တကယ်တော့သူမကစုလိုင်ပြုံးပြတာကိုလုံးဝသတိမထားမိလိုက်တာဖြစ်ပြီးအဲ့ဒီအချိန်မှာသူမအာယုံစိုက်နေတာကရက်ကူးရေးအတွက်လိုအပ်တဲ့ဇက်ညွန်းကိုစာအုပ်ကိုရှာဖွေနေရကြောင်းလို့ဆိုပါတယ်။စာအုပ်ကိုလှမ်းယူဖို့တစ်ဖက်ကိုလှည့်လိုက်တဲ့အချိန်မှာစုလိုင်ကပြုံးပြတာနဲ့ကွက်တိသွားပြီးတော့တိုက်ဆိုင်နေရကြောင်းလူတွေအမြင်မှာမျက်နှာလွှဲလိုက်တယ်လို့ဖြစ်သွားခဲ့တာပါ။သူမအနေနဲ့စုလိုင်အပေါ်မကောင်းတဲ့စိတ်ဓာတ်လုံးဝမရှိလို့အခုလိုအကြောင်းစုံမသိပဲဝိုင်းပြီးတော့ဝေဖန်ခံရတာကြောင့်စိတ်ပိုင်းဆိုင်ရာအတော်လေးထိခိုက်ခဲ့ရတယ်လို့ရင်ဖွင့်သွားပါတယ်။ပို့ပြီးတော့လေးစားဖို့ကောင်းတာကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးစုလိုင်ရဲ့တုံ့ပြန်ပုံပါ။စုလိုင်ကလည်းလူတွေထင်နေတယ်လို့သူတို့နှစ်ယောက်ကြားမှာမတည့်တာမကြည်ပြူတာမျိုးလုံးဝမရှိကြောင်းနဲ့ထွန်ပလဲရတနာနဲ့ကရင်းနှီးခင်မင်းနဲ့လုပ်ဖို့ဂိုင်းဘက်တွေသာဖြစ်ကြောင်းဝင်ရောက်ရှင်းလင်းပေးခဲ့ပါတယ်။မိမိကြောင့်ထွန်ပလဲရတနာတယောက်အခုလိုဝေဖန်ခံရတဲ့အပေါ်မှာစုလိုင်ကလည်းအရန်ကိုအားနာမိရလို့ဆိုပါတယ်။ထွန်ပလဲရတနာကလည်းစုလိုင်ကိုအထင်လွဲစရာဖြစ်သွားစေရတဲ့ပြန်လည်ပြီးတော့အားနာစကားဆိုခဲ့ရကြောင်းသူတို့နှစ်ဦးကြားမှာတော့အထင်လွဲစရာဘာမှမရှိတော့ပဲပြေလည်သွားကြပြီဖြစ်ပါတယ်။ပရိသတ်ကြီးဆိုရှယ်မီဒီယာခေတ်မှာဗီဒီယိုအတိုလေးတစ်ခုကိုကြည့်ပြီးတစ်ဖက်သက်ကောက်ချက်ချလိုက်တာဟာအနုပညာရှင်တွေရဲ့ဘဝကိုအများကြီးထိခိုက်စေနိုင်ပါတယ်။တခါတလေမှာအမှုမဲ့အမှန်မဲ့လှုပ်လိုက်မိတဲ့အပြုတ်မှုလေးတွေကကင်မရာတောင်းကြောင့်အတိတ်ပဲအမျိုးမျိုးထွက်သွားတတ်တာကိုသတိပြုဖို့လိုပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ပရိသတ်ကြီးတို့ရောဒီလိုအထင်လွဲစရာဖြစ်ရလေးတွေအပေါ်ဘယ်လိုမျိုးသုံးသပ်မိပါသလဲ။တခါတလေမှာကိုယ်တိုင်လည်းအမှုမဲ့အမှန်မဲ့ဖြစ်ပြီးတော့သူတစ်ပါးအထင်လွဲတာမျိုးခံခဲ့ရဘူးလားဆိုတော့မှတ်ချက်မှာပြောသွားကြပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။